မင်္ဂလာပါဒီနေ့2026ခုနှစ်မတ်လ29ရက်နေ့ရဲ့ကမ္ဘာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါအခုလက်ရှိကမ္ဘာမျက်မှောက်ရေးရမှာအစိုးရညာဆုံးဖြစ်တဲ့အရှိအလဲပိုင်းစစ်မီးအခြေအနေနဲ့ American ရဲ့အလဲအပြောင်းတွေကိုအသေးစိတ်ကြည့်လိုက်ရအောင်ပါပထမဆုံးသတင်းအနေနဲ့သမ္မတဒေါ်နယ်ထရမ့်မှအီရန်ရဲ့စွမ်းအင်ကန်တာအထူးသဖြင့်ရေနံချက်စစ်ရုံတွေကိုတိုက်ခိုက်မဲ့အစီအစဉ်ကိုဧပြီလ6ရက်နေ့အထိဆိုင်းငံ့လိုက်ပါတယ်။ဒါဟာတန်တမန်နီလန်းအရာနောက်ဆုံးအခွင့်အရေးပေးလိုက်တာလို့ယူဆရပါတယ်။ American ဘက်က Strait of Hormuz ရေလက်ကြားကိုပြန်ဖွင့်ပေးဖို့တောင်းဆိုထားပြီး Trump ကတော့ဆွေးနွေးမှုတွေဟာအဆင်ပြေချောမွေ့နေတယ်လို့အကောင်းမြင်စကားပြောထားပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့တင်းမာမှုတွေကယော့မသွားပါဘူး။ American ကခက်တစောင့်ကြည့်နေပေမဲ့ Israel ကတော့အီရန်နိုင်ငံတီဟီရန်မှုလေကောင်ကစစ်ရေးပစ်မှတ်တွေကိုလေကြောင်းကနေပြင်းပြင်းထန်ထန်ဆက်တိုက်ဘုံကျဲနေတာကြောင့်ဒေတာတွင်းစစ်ပွဲဟာပုံမူကျယ်ပြန့်လာမဲ့အန္တရာယ်ရှိနေပါတယ်။ Strait of Hormuz မှာအီရန်ကရေအုပ်မိုင်းတွေထောင်ထားတယ်ဆိုတဲ့သတင်းတွေကြောင့်သင်္ဘောလိုင်းတွေရပ်တန့်နေပါတယ်။ဒါကြောင့်ကမ္ဘာရေနံဈေးနှုန်းဟာတစ်စီကို$108အထိစံချိန်တင်တက်သွားပြီး Wall Street Stock ဈေးကွက်လည်းအကြီးအကျယ်ထိုးဆင်းသွားပါတယ်။တခြားသတင်းတွေအနေနဲ့ရုရှားသမ္မတပူတင်က National Guard Day မှာစီရေးစွမ်းအီကိုထောက်ဖော်ပြောကြားခဲ့တယ်လို့ဗီယက်နမ်နဲ့လည်းမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံမှာတော့80ကြိမ်မြောက်တက်မတော်နေ့အခမ်းအနားကိုကျင်းပခဲ့ပြီးအိမ်နီးချင်းအင်ဒိုနီးရှားကတော့ရေနံအသေးကြားမှာသူတို့စီမှာဒီဇယ်လောင်စာအလုံလောက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုသိရဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားကြပါဦးနော်။